သက်လို့စားခြင်းဟာဘုရားဟောထဲမှာပါသလားဆိုတာမပါဘူး မှန်ပါဗျာ မပါဘူးဆိုတာသီလအကျင့်တရားတစ်ခုအနေနဲ့လည်းမပါဘူးဒုတင်္ဂဆိုတဲ့အထူးကျင့်ရတဲ့ချိုးချံချွတ်တတ်မှုဆိုတဲ့ဒုတင်အကျင့်တွေမှလည်းမပါဘူးလို့သူတို့ပြောရမယ် မှန်ပါဗျာ ဘုရားကိုယ်တိုင်ရောသက်လို့စားခဲ့သလားဆိုမြတ်စွာဘုရားက symbol life နဲ့အသက်မွေးဖြစ်တယ် မှန်ပါဗျာ သူကအကယ်၍မြတ်စွာဘုရားကအသားမစားဘူးလို့ညင်းပယ်ခဲ့လို့ရှိရင်အသားစားတဲ့ဒေတာကသူဆွမ်းခံစားဖို့ခက်သွားတယ် မှန်ပါဗျာ ဒါသူ့အတွက်တော့မကြည့်မှာမဟုတ်ဘူး မှန်ပါဗျာ အပြစ်မရှိလို့သာမြတ်စွာဘုရားကဟိုတားမြစ်တာမဟုတ်တာနော် မှန်ပါဗျာမှန်ပါဗျာ ဟိုဒါစဉ်းစားဖို့ပြောပြတာ မှန်ပါဗျာ ဘယ်သူပဲဖြစ်ဖြစ်ဒီကိုစားတဲ့ဟာကိုလှူကြတာလူတွေက မှန်ပါဗျာမှန်ပါဗျာ ကိုစားတာလှူတော့တက်လွတ်ဖြစ်ခြင်းလည်းဖြစ်မယ်မဖြစ်ခြင်းလည်းမဖြစ်ဘူး မှန်ပါဗျာ ဘာပဲလှူမြတ်စွာဘုရားရှားတာလေးနဲ့ရောင်ရဲတယ်ဆိုတဲ့တန်တော်တန်ခုံနဲ့မြတ်စွာဘုရားကျင့်ကြံကြကိုအထောက်တာဖြစ်လို့ မှန်ပါဗျာ ဟာငါဒီအသားမစားဘူးခင်းရွက်မှစားမယ်ဆိုလို့ရှိရင်ဒုပ္ပရဖြစ်သွားမှာပေါ့မွေးမြူရခက်သွားတာပဲ မှန်ပါဗျာမှန်ပါဗျာ ပြီးတော့ဒါကဘုရားကိုရေးကိုယ်တာနဲ့ပြောရမှာ မှန်ပါဗျာ မြတ်စွာဘုရားရဲ့တပည့်တရားကျင့်မှုဆိုတဲ့ဝင်လာတဲ့ပုဂ္ဂိုလ်တွေဟာလူမျိုးအသီးသီးကဝင်လာတာဖြစ်တယ် မှန်ပါဗျာ သားစားမှုကိုရှောင်ကျဉ်တဲ့ပုဂ္ဂိုလ်တွေကလည်းသာသနာ့ဘောင်ဝင်တာရှိတယ် မှန်ပါဗျာ အသားစားတဲ့အမျိုးအစားတွေကလည်းသာသနာ့ဘောင်ဝင်လာတာရှိတယ် မှန်ပါဗျာ အဲ့တော့ငါသာသနာမှာသက်လွတ်ဖဲစားရမယ်လို့ပြညတ်ခဲ့လို့ရှိရင်အသားစားတဲ့လူတွေအတွက်ဒါခက်ခဲတစ်ခုဖြစ်သွား မှန် တယ် ပါဗျာမှန်ပါဗျာ ဟုတ်တယ်မဟုတ်လား မှန်ပါဗျာ သူတို့ကိုဟိုရင်းဖြစ်ရောက်သွားတယ်ကန့်တတ်ရရောက်သွား မှန် တယ် ပါဗျာမှန်ပါဗျာ ဒါကြောင့်မို့ဒါလိုလဲမလိုအဲ့လိုမြတ်စွာဘုရားအဲ့လိုကန့်တတ်တာမရှိဘူး တမန်ဗျာ မြတ်စွာဘုရားကိုယ်တိုင်လည်းအာဟာရအနေနဲ့ဘယ်သူပဲကတ်တဲ့ဟာကိုအပြစ်ကင်းမေတ္တာနဲ့ပဲအာဟာရတစ်ခုအနေနဲ့ပဲစားတယ်တမက်တမောစားတာမဟုတ်ဘူးဒီအစာအာဟာရစားမှခန္ဓာကိုယ်ဆိုတာတည်ထမ်းနိုင်တယ်ဆိုတဲ့အနေနဲ့မြတ်စွာဘုရားလည်းအသာစားတယ်လို့ဆိုတာတော့ရှိတယ် မှန် နော် ပါဗျာမှန်ပါဗျာမှန်ပါဗျာ အဲ့ဒါကညာကြီးပဲဘုရားကိုအပြစ်တင်ခံရတယ် မှန်ပါဗျာ ဘုရားလက်ထက်ကလေးကလည်းအသာစားလို့အပြစ်တင်ခံရတယ် မှန်ပါဗျာ အာမကဏ္ဍသုံးပါကြည့်မယ်ဆိုရင်ဖះကိုညီစောနန်းတဲ့ပုဂ္ဂိုလ်တယောက်အဖြစ်ဆွဆွဲပြောဆိုခဲ့တယ်မြတ်စွာဘုရားရှင်းပြလိုက်တယ် မှန်ပါဗျာ တကယ်ကဒီအသားစားခြင်းမစားခြင်းနဲ့မပတ်သက်ဘူးရှင်တဲ့ကိလေသာနဲ့ပတ်သက်တယ် မှန်ပါဗျာ စိတ်နေသဘောထားတွေစိတ်ထားတန်ရှင်းမှုကအရေးကြီးတယ်ဆိုတော့မြတ်စွာဘုရားရှင်းပြတယ် မှန်ပါဗျာမှန်ပါ အဲ့တော့အသားစားတတ်လွတ်စားပြီးတော့စိတ်ပုတ်စိတ်ယုတ်တွေနဲ့နေလို့ရှိရင်ဒါအပြစ်ဖြစ်မှာပဲ မှန်ပါဗျာ တော့အသားစားပြီးတော့မေတ္တာပို့ပြီးကောင်းကောင်းမွန်မွန်နေတဲ့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကတော့ဟိုစိတ်ကဖြူစင်းနေမှာပဲ မှန်ပါဗျာ အဲ့တော့အဓိကကတော့မြတ်စွာဘုရားရဲ့အဆုံးအမဟာ mind center teaching လို့ခေါ်တယ်စိတ်ကိုဗဟိုပြုပြီးဆုံးမတာ မှန်ပါဗျာ စိတ်ကိုဗဟိုပြုပြီးဆုံးမတာဖြစ်တော့ကြောင့်ဒီစိတ်သာရှင်စောဘုရားဟောလို့ပမာရိတော်ပြောကြသေးတယ် မှန်ပါဗျာ စိတ်ကအဓိကဖြစ်သည့်အတွက်ကြောင့်တရားရည်သိပါစေဆွဲစိတ်ဓာတ်မရှိဘူးအလုံးပေါ်မှာအကျဉ်းတရားနဲ့မေတ္တာထားတယ်ဆိုတော့ဘာစားစားသူကဒီအစားအစာကခန္ဓာကိုယ်တီးထမ်းယုံရည်ရွယ်ချက်ကလွဲလို့ဘာမှမပါဘူး မှန်ပါဗျာ သားစားခြင်းမစားခြင်းကိုရေးကြီးခွင့်ကျက်လုပ်ပြီးမြတ်စွာဘုရားဘာမှမပြောဘူး မှန်ပါဗျာ နော်အဲ့ဒီမှာဒေဝရကတင်ပြခဲ့ဘူးတယ်ယဟန်နေဟာတလွတ်ဖက်စားရမယ်အသားစားလို့ရှိရင်အဘသိစေရမယ်အပြစ်တင်ရောက်စေရမယ်ဆိုတာမြတ်စွာဘုရားလက်မခံသူပြညတ်ထားတာပြည့်စုံတယ်တဲ့ မှန်ပါဗျာ မစားသင့်တဲ့အသား10မျိုးရဲ့ခုနကအစွန်း3မျိုးဟိုရွယ်ချက်အချက်3ချက်ကလွတ်ကင်းလို့ရှိရင်စားနိုင်တယ်ဆိုတာဒါပြည့်စုံသွားပြီပေါ့ မှန်ပါဗျာ ဒီဥပဒေကပြင်းစရာမလိုဘူးလို့မြတ်စွာဘုရားသတ်မှတ်ထားတယ် မှန်ပါဗျာ